ကဲအားလုံးပဲမင်္ဂလာပါဗျကျွန်တော်ဒီနေ့ဗီဒီယိုလေးမှာတော့အရန်ကိုရေးပါနေတဲ့ဗီဒီယိုလေးတစ်ခုကိုမျှဝေပေးချင်ပါတယ်အဲ့ဒါဘာလဲဆိုရင်တော့ကျွန်တော်ဗီဒီယိုတင်လိုက်တဲ့အခါမှာကျွန်တော်တင်လိုက်တာကဗီဒီယိုကတပုတ်သေးပဲဒါပေမဲ့ကျွန်တော်တင်ပြီးပြီ public လုပ်လိုက်ပြီဆိုလို့ရှိရင်ဗီဒီယိုတွေအများကြီးထွက်လာတဲ့အခါလေးတွေကိုရှိတတ်ပါတယ်ဆိုတော့ကျွန်တော်ဗီဒီယိုအများကြီးreal မှာအများကြီးပေါ်ထွက်လာတဲ့ဟာအပိုင်းလေးနဲ့ထွက်လာတဲ့ဟာလေးတွေကိုမဖြစ်စေချင်ဘူးအဲ့လိုမျိုးမလုပ်ချင်ဘူးဆိုလို့ရှိရင်ဒီဟာလေးကိုကျွန်တော်ပေးရမှာဖြစ်ပါတယ်ဒီဟာလေးကိုပေးထားရမှာဒီကောင်လေးကိုကျွန်တော်ဖွင့်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်ဗီဒီယိုတစ်ပုတ်တင်လိုက်ပြီဆိုလို့ရှိရင်အနည်းဆုံးဗီဒီယို10ပုတ်လောက် real မှာပေါ်လာမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဒီဟာလေးကိုဖွင့်ထားတယ်ဆိုလို့ရှိရင်ဒါလေးကိုပိတ်ထားဖို့လိုပါတယ်အဲ့ဒါမှကျွန်တော်ကဒီဟာလေးကိုပိတ်ပြီးတော့ share နေလိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တင်လိုက်တဲ့ဗီဒီယိုကတပုတ်သေးပဲထွက်လာမှာပြီးရင်ဒီနေရာမှာထပ်ကြည့်လိုက်ဒီမှာကျွန်တော် create လုပ်လိုက်မယ်ဆိုလို့ရှိရင် real မှာတင်လို့ရတယ်ဒါပေမဲ့ကျွန်တော်က create မလုပ်ဘူးဆိုတော့ကျွန်တော်ကဒီဟာလေးကိုနောက်နေမယ်အဲ့လိုမျိုးတင်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်ကဗီဒီယိုတပုတ်သေးပဲထွက်လာမှာဖြစ်ပါတယ်ခုနကကျွန်တော်ပြောထားတဲ့ဟာလေးကိုဖွင့်ပြီးတော့တင်မယ်ဆိုလို့ရှိရင်ကျွန်တော်ဗီဒီယိုတပုတ်တင်လိုက်တယ်ဆိုလို့ရှိရင်ဗီဒီယိုက10ပုတ်လောက်ထွက်လာမှာဖြစ်ပါတယ်ဆိုတော့အားလုံးနားလည်ကြမယ်ထင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်